Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဆိုလို့ရှိရင်မီလီပေါ်နေကင်းပိုင်းဆိုရင်ဒါမီလီတို့ကုမ္ပဏီရဲ့ coffee ပေါ့နော်ဒီ coffee လေးကိုဒီနေ့စမ်းတောက်ပါမယ်ရှင်ဒီမှာဆိုဖြော်ထားရနော်ဖြော်တဲ့ပုံစံတော့ပြတော့ဒီ coffee နဲ့ပဲတော့ဖြော်လိုက်တာပေါ့နော်အဲ့တော့ဒီ coffee မှာဆိုရင်သူ့ရဲ့ရတာကွာမီလီတို့ခုလက်ရှိတောင်းနေတဲ့ Premier Coffee ပုံစံမျိုးပဲဒီကဘာတော့ကောင်းလဲဆိုလို့ရှိရင်ဒီ coffee ဒီကျမ်းမာရေးနဲ့ညီညွတ်စွာနဲ့ညီမမီလီတို့ထုတ်ပေးထားရပေါ့နော်ဒီကဆိုလို့ရှိရင်အစီကြားခြင်းတဲ့လူတွေဆိုရင်လည်းပို့ပြီးတော့တောက်လို့အဆင်ပြေတယ်ဒါမှမဟုတ်ပိန်တဲ့လူတွေရောတောက်လို့မရဘူးလားတောက်လို့ရပါတယ်ရှင်ဒီအစီကြတာကသူကကျမရေးကိုတောက်လျှောက်ချပေးလိုက်တဲ့ပုံစံမျိုးမဟုတ်ဘူးကွာဒီလားတဖြည်းဖြည်းနဲ့ကိုရေးကိုစစ်ပေးတဲ့ပုံစံမျိုးပါရှင်ဒါကျမရေးနဲ့ညီညွတ်တဲ့ coffee လေးတွေပါရှင်တောက်ရတာအရင်ကောင်းပါတယ်ခုမီလေးတောက်နေမှာမယ်ဆိုရင်မီလေးစီမလို့ရရင်နော်